လိမ္မော်ဒီကမှ2ကိုခွဲ3ကိုခွဲ IU ကတရုပ်ဆောင်ခဲ့ပေမဲ့အကောင်ဆုံးဇက်ဆောင်စုကိုမရခဲ့ပါဘူး။ Lovely Runner ကနဲ့အရန်ရေပန်းစားခဲ့တဲ့မင်းသမီးလေးခင်ဟေယွန်းကလည်းမရခဲ့ပါဘူး။ဒါဆိုရင်ဒီစုကိုဘယ်သူရသွားတာလဲ။ဒီစုပြင်တခြားအမျိုးသမီးအနုပညာရှင်စုတွေကိုဘယ်သူတွေကစကားတင်စင်းဝင်ပြီးတော့စုရရှိသွားတယ်လဲဆိုတာတင်ဆက်ပေးတော့ပါမယ်ရှင်။အဆုံးထိကြည့်ရှုပေးပါအောင်နော်။ဟုတ်ကဲ့ပါရှင်မျက်နှာသစ်အမျိုးသမီးစုတက် Dop ဇက်ကားနဲ့ချယ်ဝန်းပင်ကရရှိသွားပါတယ်။ဇက်ပိုးစုတွေလိမ္မော်ဒီကားမှာအဲဆွန်အမေနီယာကနေတရုပ်ဆောင်ခဲ့တဲ့မင်းသမီးကြီးရုံးဟေယန်ကရရှိခဲ့ပါတယ်။ရုပ်ရှင်ဇက်ကားကြီးဇက်ဆောင်စုကိုတော့ခင်ကန်စုချွဲယူကျောင်းခင်ကုံစောင်းဟေကျုံကျောင်းတို့ယွန်းတို့ကစကားတင်စင်းဝင်ခဲ့ပြီးတော့ရီဘော်ဘာကားနဲ့မင်းသမီးကျောင်းတို့ယွန်းကရရှိခဲ့ပါတယ်။ဇလန်တွဲဇက်ဆောင်စုကိုတော့ IU ခင်ဟေယွန်းကိုမင်းစီဂျန်နာရောင်ခင်တီရီတို့ကစကားတင်စင်းဝင်ခဲ့ပြီးတော့ကြောင်ညွန် The Star Is Born မှာတရုပ်ဆောင်ခဲ့တဲ့မင်းသမီးခင်တီရီကရရှိခဲ့ပါတယ်။ကဲပရိသတ်ကြီးတို့အကြိုက်နဲ့ထပ်တူကြမကြ comment မှာရေးသွားပါအောင်နော်။စုရအမျိုးသားအနုပညာရှင်အကြောင်းတွေကိုလည်း channel ထဲမှာတင်ဆက်ပေးထားပါတယ်။ဝင်ရောက်ကြည့်ရှုအားပေးပါအောင်ရှင်။